Two station, one voice. We are going places. Malia Fanating Radio Gani Tensap in the Money Beast Manakin Title and Tensamu Assisanguna Saniara with your parish. Changaro Kumanasena in examination. Dinia Money Beast Manakin Title and Tensamu Assisama solution or Julia Prata Alongo interviews a gawangly Sunu Tensapi Dabu Shibare, Dinia interviews a gawang solution or conscious or Helgeko Santaga, Dotapio Wintone to do Muyati Machete Jamai Tatanari Jamari Nepatapio, Dodane to do Julia Dini Sunu Tensapi Dabu Shibare, Tatagale Eco Julio Studio တွေကိုရောက်နေပြီပေါ့နော်ဆိုတော့ဒေါက်တာမင်္ဂလာပါရှင်မော်နီပါဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဒေါက်တာဆိုတော့ဒါကျူလီတို့ပေါ့နော်အခုဒါမကြခင်မှာဆိုလို့ရှိရင်လဲဒါမိုးရာသီရောက်တော့မယ်ပေါ့နော်မိုးရာသီရောက်တော့မယ်ဆိုတော့မိုးရာသီမှာဆိုလို့ရှိရင်တော်တော်များများဘာဖြစ်လဲဆိုတော့ကျမကြီးတနာတွေဒါအများကြီးဒါကြုံတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမကြခင်မှာကြားရောက်လာတော့မယ်မိုးရာသီမှာဆိုလို့ရှိရင်ဘလို့ကျမကြီးတနာတွေရှိတယ်လဲရှင်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြပြပေးပါရှင်ဟုတ်တကယ်တော့လက်တွေ့အနေထားရဆိုတော့မိုးရာသီကစတော့လည်းဝင်နေပြီပေါ့နော်မိုးရီပါကျွန်တော်တို့ကြောင်းနေနော်ဆိုတော့ဒီမိုးရသည်မှာဆိုတော့ကျွန်တော်တို့ကဘယ်လိုမျိုးဒီပတ်ဝန်းကျင်မှာပြောင်းလဲမှုတွေရှိတယ်ဆိုတော့အပူချိန်ပေါ့နော်အပူချိန်တွေအပြောင်းလဲရှိတယ်ပြီးတော့စုပ်တိုင်းစာတွေပြောင်းလဲရှိတယ်အဲ့ဒီဟာတွေတစ်ဆင့်ပေါ့နော်တချို့ယောဂပိုးတွေပေါ့နော်အထူးသဖြင့်ဒီ virus ပိုးတွေကကြတော့သူတို့တက်ကတကယ်ကို breathing ပေါ့နော် breathing ဆိုတော့ဒီလိုသူတို့ရဲ့ဒီမျိုးပေါက်ဖွားမှုတွေနောက်ပြီးတော့နော်ပေါက်ဖွားကြီးထွားမှုတွေနောက်တစ်ခုကပွားများမှုတွေတက်ကတကယ်ကိုဘယ်လိုခေါ်မလဲဆိုအရန်ကောင်းတဲ့အခြေအနေမျိုးပုံမှန်ဖြစ်သွားတာမှာနော်အဲ့ဒါကြောင့်ဒီယောဂပိုးတွေကပုံမှန်တက်ပုံများတယ်နော်မိုးရသည်ပါနော်အဲ့ဒီထဲမှာဆိုတော့ပရိသတ်တွေဒီလက်တွေ့အနေထားနဲ့တွဲပြီးတော့မှလေမျိုးလုံးနဲ့မြင်အောင်ပြောရမယ်ဆိုရင်တော့ဒီမိုးရသည်ရောက်လာပြီဆိုရင်တော့တော်တော်များအဖြစ်များတာဘာလဲဆိုတော့ကျွန်တော်တို့acute viral infections လို့ခေါ်တာပေါ့နော် virus နဲ့ပတ်သက်တဲ့ဒီ infection လေးတွေပေါ့ယောဂ virus ပိုးတွေကူးစက်တာလေးတွေပေါ့နော်အဲ့ဒီထဲမှာဆိုရင်တော့ဒါကတော့အနည်းဆက်ဆုံးပြောမယ်ဆို common cold လို့ခေါ်တဲ့ဒီပုံမှန်အေးဖျားနာခြင်းနော် virus တွေရှိမယ်။တော့အဲ့ဒီ common cold ရဲ့ virus တွေမှာလည်းအမျိုးနဲ့တစ်ခုအနေနဲ့ဒါပါလာတာပေါ့နော်။ဒါပါလဲဆို COVID-19 ပေါ့။နော်ဒါလည်းသူတို့လို့ဆိုတော့ဒီကျွန်တော်တို့ဒီ COVID-19 ကိုဖြစ်စေတဲ့ virus ကလည်းဒီ common cold virus တွေမှာပါတယ်။နောက်တစ်ခုက common cold virus မှာဟုတ်တဲ့ပြင်းပြင်းထန်ထန်ဒီအသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ virus တစ်ခုကကြောင့်ပါလဲဆိုတော့ရာသီတုပ်ကွေးပေါ့။နော် seasonal flu နော်ဒါလူတိုင်းသိတယ်အခုခေတ်ကလာမှာနော်။ဒီလိုမျိုးဒီ acute viral infection တွေရှိတယ်။ပြီးတော့မိုးရာသီဖြစ်တာလည်းဘာတွေများလဲဆိုရေတွေများလာတယ်ဟုတ်ကဲ့နော်မိုးရေဆိုတာကတော့မိုးရေတက်ကတော့တန်ရှင်းကောင်းတန်ရှင်းတော့ညာလဲတကယ်နဲ့လက်တွေ့မှာကျတော့မိုးရေဆိုတာခေါင်းမိုးပေါင်နေကြာလာမယ်ဟိုပစ္စည်းကနေထိလာဒီပစ္စည်းထိလာမယ်ဆိုတော့ဒီမိုးရေဆိုတဲ့ကကျွန်တော်တို့မထိထွေးတဲ့မိုးရေတွေကတော့တန်ရှင်းမှုမရှိဘူးပေါ့နော်အဲ့ဒီကနေနောက်ဆက်တွဲနေဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်ဟိုငယ်ငယ်လေးတွေကကျွန်တော်ဆိုတာ essay တွေရေးရတာ waterborne infections တွေပေါ့ရေမှတစ်ဆင့်ကူးစက်တဲ့ယောဂပိုးတွေနော်အဲ့ကနေတစ်ဆင့်ကျွန်တော်တို့ကဘာလဲဆိုတော့အစားအသောက်တွေရေဒီမှာထိထိမှုရှိတယ်ဆိုရင်ကျွန်တော်တို့ကယောဂပိုးတွေဝင်နိုင်ခြေရှိတာပေါ့နော်အဲ့ဒီမှာဆိုရင်တော့ဒီအဆိုင်ဦးလန်းချောင်းပိုင်းဆိုင်ရာယောဂပြဿနာလေးတွေပေါ့နော် infections တွေနော် infections ဆိုယောဂပိုးဝင်အောင်ပြောချင်တာအဲ့ဒီမှာဆို gastroenteritis လို့ GE infections လို့ပြောတာပေါ့နော်အဲ့ဒီထဲမှာဆိုရင်ဒီအဆိုင်ဦးလန်းချောင်းနဲ့ပတ်သက်တဲ့ဒီ infection တွေရပြီဆိုရင်တော့ဝင်းပြက်ဝင်းရှောလေးဖြစ်လာနိုင်ရှိတယ်တချို့ဆိုဝင်းပြက်ဝင်းရှောနဲ့ပြိုတာအန်တာလေးတွေပေါ့နော်စသဖြင့်နောက်ပြီးတော့မတန်ရှင်းသောရေတွေကနေစင်ပါလေးဖြစ်လာနိုင်ခြင်းရှိတယ်ဆိုတော့ဒီကျွန်တော်တို့ကဟိုစပေါ့ဒီအရေပြားပြဿနာလေးတွေအရေပြားမှာ infection တွေဝင်တာမျိုးလေးရှိနိုင်တယ်နော်အရန်ညစ်ပတ်တယ်ဆိုတော့ဝဲတို့ပါလည်းဖြစ်နိုင်ခြင်းရှိသလိုမှုဆွဲတာမျိုးလည်းဖြစ်နိုင်တယ်အရန်ညစ်စုပ်ထိုင်းစအရန်များတယ်ဆိုရင်ပြောတာပါနော်ဆိုဒီလိုမျိုးတွေဖြစ်နိုင်ခြင်းရှိတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကမိုးရသည်ဖြစ်ပြီးဆိုတော့ပြိသက်တွေအားလုံးပေါ့နော်လက်တွေ့နေတာတိတ်မှကျွန်တော်မျိုးလုံးနဲ့မြင်စေချင်တာပေါ့နော်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ရေအိုင်တွေဖြစ်လာနိုင်တယ်နော်အိုက်ကနေဆိုရင်ဘာတွေဖြစ်လာဘယ်လိုမျိုးအကောင့်တွေပေါက်လာနိုင်ရှိတယ်ဆိုတော့ချင်းတွေပေါ့ချင်းနော်ချင်းကနေတစ်ဆင့်ကူးစက်တဲ့ယောဂတွေကစက်တိုက်ပြန်ဖြစ်လာတော့နောက်ဆက်တွဲနေနဲ့နော်ဒါကတော့သတိထားမယ်ချက်နော်မှန်တာပေါ့နော်ဒီ mosquito borne infections တွေပေါ့အဲ့ဒီမှာဆိုရင်တော့မိုးရသည်နဲ့တွဲပြီးတော့မှကျွန်တော်တို့က signature လေးနဲ့တွဲပြီးတော့မြင်တာဘာရှိလဲဆိုတော့သိန်းလွတ်တုတ်ခေပေါ့သိန်းလွတ်တုတ်ခေဆိုတော့ခြေထောက်နော်နေဘက်ဒီမှာဆိုလို့ရှိရင်တချို့ဖြစ်ကြတယ်အဲ့ဒါဖြစ်နိုင်ခြေရှိတယ်နောက်တစ်ခုကတခြားကြောက်လဲဒီတခြားယောဂပိုးတွေပေါ့နော်ဒါပြင်းပြထန်ရှိနိုင်တယ်ဟိုတချို့ငှက်ဖျားယောဂရှိတဲ့ကာလဒေတာတွေဆိုရင်ဒါဟိုစပါတော့ဒီမလေးရီးယားပေါ့နော်ဒါမျိုးတွေတချို့တကယ်ကိုတောင်ပေါ်ဒေတာတွေဆိုရင်ဒါလည်းချင်းကနေစိတ်ကူးဆက်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နိုင်ခြေရှိတာနော်ဆိုတော့ကျွန်တော်တို့ကဟိုစပါတော့ဒီလိုမျိုးယောဂပိုးတွေကူးစက်နိုင်ခြေရှိနောက်တစ်ခုကအပူချိန်တက်ကြောက်လေယောဂပိုးမဟုတ်ဘဲနဲ့ဖြစ်တဲ့ပြဿနာလေးလည်းရှိတတ်တယ်ဟုတ်ကဲ့တော့အဲ့ဒီမှာဆိုရင်တော့ရင်ကျက်ပန်းတာပေါ့ရင်ကျက်ပန်းတာရှိတဲ့လူတွေဆိုရင်တော့ဒီ
winter ပေါ့နိုင်ငံခြားမှာဆိုတော့ winter မှာကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့ winter မတိုင်ခင်မှာကျွန်တော်တို့ကဒီ rainy season ဆိုတာရှိတယ် ဟုတ်ကဲ့ နော်ချက်ချင်းအပူချိန်ကျသွားတဲ့အနေအထားမိုးရာသီမှာလည်းဖြစ်တယ်ပေါ့မိုးရာသီစောင်းရာသီအတူတူပဲအဲ့ဒီဆိုအပူချိန်ကလည်းကျသွားတဲ့အချိန်မှာအေးတဲ့အပူချိန်အနေနဲ့နောက်ဆက်တွဲနေဘာဖြစ်လို့ဆိုရင်ချက်ပန်းတာကြွလာတယ်နော်ဘာကြောင့်ဒီ cold temperature ကဟို trigger factor ပေါ့နှိုးဆွစေတဲ့အရာဖြစ်တဲ့ကြောင့်ရင်ချက်ပန်းတာလေးကြွလာတာဖြစ်နိုင်တယ်တချို့ data တွေဆိုရင်တော့ဒါဘယ်လိုလဲဆိုတော့ဒီအေး data တွေနော်အေးဟိုလေကြောင့်ပေါ့နောက်ဆက်တွဲနေတခါကျရင်သူက allergic တွေနဲ့ဖြစ်ကောင်းလည်းဖြစ်နိုင်တယ်နော်အဲ့လိုမျိုးတွေတခုတမတည့်တာအဲ့လိုမျိုးတွေပေါ့နော်တခုခုဖြစ်နိုင်ရရှိတယ်အဓိကရေချက်ပန်းတာတွေကလည်းသတိတော့ထားမှာပေါ့နော်ဒီလိုမျိုးဟာတွေကဒါမိုးရသည်မှာဟိုဖြစ်တတ်တဲ့အခြေခံချမ်းမာရေးပြဿနာလေးတွေပေါ့နော်ဟုတ်ကဲ့ပါပြီးတော့လေဒေါက်တာဒီလိုမျိုးခုနပြောဒေါက်တာပြောခဲ့တဲ့ဒီမိုးရသည်မှာဖြစ်တတ်တဲ့ချမ်းမာရေးပြဿနာတွေပေါ့နော်ဒါမျိုးတွေမဖြစ်အောင်နောက်ထောင်နေတဲ့သူတွေအတွက်ပေါ့နော်သိထားတဲ့နဲ့ကျမကြီးဆိုင်ရာစောင်းရန်ရှောင်းရန်နေလဲပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ခင်ဗျဟောဒါလည်းကျွန်တော်တို့စာပါဒီပရိသတ်တွေပေါ့နော်ဒီပြည်သူလူထုနဲ့နားလဲလွယ်အောင်ပေါ့နော်ကျွန်တော်ဟိုအမျိုးမျိုးတေချာလေးစဉ်းစားပြီးတော့မှလေဟိုကျွန်တော်အနှစ်ချုပ်လေးဆွဲထုတ်ထားတယ်အဲ့ဒီဟာမှာဆိုကျွန်တော်တို့ကတန်ရှင်းမှုကအဓိကနေမှာပါတယ်အဲ့ထဲမှာတန်3တန်လို့ပြောရင်ပိုကောင်းမယ်ထင်တယ်ကျွန်တော်နားလဲအောင်ပြောတာပေါ့နော်ကျွန်တော်ကြားဘူးလေဒေါက်တာဟိုလူနားလဲအောင်အဲ့ဒါအဓိကတော့ဘယ်လိုလဲဆိုတော့တကူကြီးတန်ရှင်းမှုတကူကြီးတန်ရှင်း personal hygiene ဒါကတော့အရေးကြီးတယ်နော်ဟိုအဲ့ဒီထဲမှာဆိုအဓိက personal hygiene ထဲမှာအဓိကအခရာပါလဲဆို hand hygiene နော်လက်နဲ့ကျွန်တော်တို့ကဟိုအစားတောက်တွေအစားတောက်တယ်နော်ကင်ထွေတယ်နော်လက်ဆိုတာကဒါဒီခန္ဓာကိုယ်ထဲမှာဒါဟိုဘယ်လိုကောယောဂပိုးတွေဟိုတည်ယူနိုင်ခြင်းအများဆုံးဟာဖြစ်တယ်အဲ့တော့ကျွန်တော်လက်ကိုခဏတန်ရှင်းစေးကြောတော်မျိုးပေါ့နော်အဆောင်မစားခင်နော်ဒါမှမဟုတ်ဒီအိမ်သားတော့တက်ပြီးသွားဆိုရင်ဒါမှပစ္စည်းတစ်ခုခဏကင်ထွေတော်မျိုးတွေဆိုရင်တော့မကြလက်ဆေးပေးဖို့လိုတယ်စီးတယ်ဆိုတော့ရေနဲ့ဆက်ပြန်နေတာအသေးစိတ်တော့မပြောလဲဒါပရိသတ်တော်လည်းသိနေကိုဗစ်ကာလာတွေကနော်အတူတူပဲအကျင့်ပါနေပြီအဲ့ဒီကဟိုကိုဗစ်ကာလာတွေကလက်ဆေးတက်တဲ့အကျင့်ကအခုချိန်ထိဟုတ်တယ်ရေနဲ့ဆက်ပြန်နေပါနော်ဟိုအနည်းဆုံးစက္ကန့်20ပေါ့အဲ့လိုမျိုးဆက်ပြန်မရှိဘူးဆိုတော့မှကျွန်တော်တို့လက်ထန်စီပေါ့အကိုဟောပေါ့နော်အနည်းဆုံး60ရာခိုင်နှုန်း90ရာခိုင်နှုန်း percentage ပါတဲ့ဟာလေးပေါ့ hand gel လေးတွေလိမ့်နေဆိုတော့ကျွန်တော်တို့က hand gel တွေပါသုံးနေဆိုရင်တော့ချက်ချင်းကိုတုတ်ဆရာမလို့တော့သူ6ပါလိမ့်မယ် effective ဖြစ်အောင်ပေါ့နော်6ခံထားလိုက်တတ်သူပိုးတွေတင်ပါတနည်းအားဖြင့်ပြောလဲဆိုရင်ကျွန်တော်တို့ကဒီတကိုယ်တန်ရှင်းမှုအဲ့ဒီထဲမှာအဓိကအရေးကြီးတာပါလဲဆိုတော့ကျွန်တော်တို့ကလက်တန်ရှင်းရေးကြီးတယ်နော်ဒုတိယတန်ရှင်းမှုကကြာပါလဲဆိုတော့ကိုတယောက်တည်းတန်လို့မဖြစ်ပတ်ဝန်းကျင်နော်ကိုနေတဲ့ဒီအိတ်ခမ်းအင်္ဂါအစာတိတ်ချလေးတန်ရှင်းမှုလုပ်မယ်အဲ့တန်ရှင်းတဲ့အနေနဲ့နောက်ဆက်တွဲနေတာချင်းပေါက်ပါတာမျိုးတွေကလည်းယော့သွားမှာပေါ့နော်အဲ့ဒါလေးတစ်ချက်ရှိမယ်တန်ရှင်းမှုရှိတဲ့အချိန်ကျတော့မှလည်းကျွန်တော်ကရင်ကျက်ပန်းနာရှိတဲ့လူနာလေးဆိုရင်ရင်ကျက်ပန်းနာတွေကိုဟိုနှိုးဆော့လာနေမှာဖြစ်တော့ဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ဟိုအမိုက်တွေပိုင်းများတယ်ဆိုတော့ကိုကတို့တွေကအေးတယ်ဆိုရင်တော့ဟိုရင်ကျက်ပန်းတာရှိတဲ့လူတွေကရင်ကျက်ပန်းတာကြွလာနေချင်ပုံများတယ်နော်ဒါလေးရှောင်ကျင်တဲ့သဘောမျိုးဖြစ်တယ်နောက်တစ်ခုကကြတော့ဒါတော့ဟိုတကူကြီးတန်ရှင်းပြောပြီးသွားပြီပတ်ဝန်းကျင်တန်ရှင်းမှုပြောပြီးပါနောက်တစ်ခုအရေးကြီးတာပါလဲဆိုတော့ food hygiene လို့ခေါ်တဲ့အစားအသောက်တန်ရှင်းမှုပေါ့ဟုတ်ကဲ့ဒါ food hygiene ထဲမှာတကယ်တမ်းကျကျွန်တော်အကုန်လုံးတိကျပြောမှာဆို food and water ပေါ့ hygiene ပေါ့နော်အဲ့ဒီမှာဆိုကျွန်တော်တို့ကအစားတောက်တွေကကြဘယ်လိုလဲဆိုတော့ဖြစ်နိုင်တယ်ဆိုကျွန်တော်တို့ကဟိုမနက်ကကြံတဲ့အစားတောက်နေကင်းစားအဲ့လိုမျိုးသိပြီးတော့တခြားရသည်ဆိုတော့အဆင်ပြေမယ်ဒီအခုမိုးရသည်ဆိုရင်ဖြစ်နိုင်တော့တတိထားတာကောင်းတယ်ရှောင်ကျင်တာကောင်းတယ်ဟိုတန်ရှင်းလက်ဆက်ပေါ့နော်ချက်ချင်းပြင်ဆင်ထားတဲ့အစားတောက်လေးပူနေတဲ့အစားတောက်လေးစားဖို့လုပ်မယ်ပေါ့နော်ဒါလေးတွေအဓိကရေးကြည့်တယ်ရေစုံနဲ့ကျွန်တော်တို့ကတေချာကျူချက်တောက်မယ်ရေတန်ဘူးတွေအခုခေတ်မှာအလွယ်တကူရနေစီတန်ဘူးတွေတောက်မယ်ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့ကစနစ်တကျဟိုပြောချင်တာပေါ့နော်နောက်ဆက်တွဲနေတာကျွန်တော်ကတော့ဒါပတ်ဝန်းကျင်တန်ရှင်းမှုတွေလွယ်သူလို့ပေါ့နော်အဓိကကျွန်တော်ကမိုးရသည်မှာအဓိကကိုပြောဖို့လိုအပ်တာတစ်ခုကရှိတာဘာလဲဆိုတော့ချင်းမကိုက်အောင်ကောက်ခွဲဖို့လိုတာပေါ့ဟုတ်ကဲ့ဒေါက်တာဟုတ်ချင်းမကိုက်အောင်ကောက်ခွဲဖို့ကအဓိကဘယ်လိုလဲဆိုတော့ကိုနိုင်ကလည်းမကိုက်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကဟိုဘယ်လိုလဲဆိုတော့ဒီဟိုချင်းတောင်နဲ့အိမ်မယ်နော်ပြီးတော့ကျွန်တော်တို့ဒီချင်းနိုင်ဆေးတွေပေါ့နော်ဟိုဖြန်းတာမျိုးတွေရှိမယ်နောက်ပြီးတော့ကျွန်တော်လိမ့်လို့ရတာရှိတယ် mosquito တွေပန်းလက်နေတယ်နော်အခုခေတ်ဆိုရင်တော့ပိုပြီးမှတော့ဒါ technology ကမြင့်လာပြီဆိုရင်တော့လိမ့်ဖြန်းလို့ရတယ်လိမ့်လို့ရတယ်ဖြန်းတယ်ဆိုတော့ကျွန်တော်တို့ spray ကိုပြောတော့ခဏကုန်မှာ spray နဲ့ဖြန်းလို့ရတာလည်းရှိသလိုဟိုလက်မောင်းမှာဒီလက်ကောက်မှာကတ်ထားတာလေးရှိစသဖြင့်ပေါ့ဟုတ်ကဲ့နော်ခဏကိုတနည်းကတ်တာဒီလိုမျိုးတွေကျွန်တော်သုံးပြီးတော့မှဟိုချင်းတောင်နဲ့ကတော့အိတ်ကိုအိတ်ရမှာပေါ့နော်ဒီကသုံးလို့ချင်းတောင်နဲ့အိတ်အောက်တော့မဟုတ်ဘူးဟိုပေါင်းဆက်သုံးမယ်ပြီးတော့မှချင်းကိုက်တဲ့ဒီအချိန်တွေချင်းကိုက်တဲ့ data တွေဆိုရင်တော့ချင်းကိုက်တဲ့ data ရဲ့လို့တော့မဟုတ်ဘူးတကယ်တော့မိုးကြဒီမှာအကုန်လုံးချင်းကိုက်တဲ့နေရာတိုင်းမှာနော်ဆိုတော့အဝတ်စားတွေကအစားဒီအင်ဂျီလက်ရှည်ပေါ့ပေါင်းပြီးရှည်လေးတွေပေါ့နော်ဟိုချင်းကိုက်တဲ့မျက်နှာပြင်ကိုရှော့ချတဲ့အနေထားနဲ့ပေါ့နော်ဟိုအင်ဂျီဘယ်လိုခက်ရှည်အင်ဂျီတွေပေါင်းမိတွေဝက်စားတွေဝတ်တယ်ဆိုရင်တော့ဒါကာကွယ်တဲ့အနေအထားဖြစ်သွားတယ်ဒါတော့ကိုယ့်ကာကွယ်တာမကိုက်ရပါတော့ဒါပေမဲ့ကိုယ့်ကာကွယ်တာအပြင်နောက်တစ်ခုကဒီချင်းတွေကိုမပေါက်ဖွားဖို့လည်းလုပ်တယ်ပေါ့နော်ဒါကျွန်တော်ငယ်ငယ်တုန်းကဆိုအများကြီးပဲဟိုကြပြာတွေပါရွတ်ရသေးတယ်ဒါအသေးစိတ်တော့မပြောတော့ဘူးနော်အဓိကအနှစ်ချုပ်အယူအဆကဘာလို့လဲဆို concept ကဘာလို့လဲဆိုတော့ချင်းဒီရေသည်ရှိတဲ့နေရာမှာပေါက်ဖွားတယ်ရေသည်ရေအိုင်ပေါ့ရေအိုင်ဆိုလည်းရေသည်ပဲဆိုတော့ကျွန်တော်တို့ကရေကျွင်းရေကြံတွေကိုကျွန်တော်တို့ကမထားဘူးပေါ့
နော်ရေပုံးတွေမှာရှိတယ်ဆိုကျွန်တော်ကာတင်တာကာမယ်ဖျားအပန်းအိုးတွေဆိုတော့ပုံမှန်ရေအသစ်ပြင်နေလေးပြီးမယ်နော်ဟိုမတော်ကတာရအဟောင်းတွေရှိတဲ့ဒေသတွေဆိုရေတွေပါအိုင်နေဆိုတော့တာရအဟောင်းတွေဖင်မယ်ဒါမြေကြီးနဲ့မြုပ်မယ်စသဖြင့်ဒါငယ်တော့ကျွန်တော်တို့ဆိုတာအကြောင်းမှတင်ရတယ်လေအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါတွေကကျွန်တော်တို့ကရေသေးတွေနဲ့ကျွန်တော်တို့ကခြုံပုတ်တွေမရှိအောင်ရှင်းလင်းလိုက်ဖို့လည်းလိုတာပေါ့နော်ဒါလေးတွေကျွန်တော်ကဟိုဖြစ်ဆက်ပြီးတော့မှပြောတာပါနော်နောက်ဆက်တဲ့နေတော့ဒါကျွန်တော်နောက်ပိုင်းမှာကျွန်တော်ထိုင်မှဆွေးနွေးလို့ရဒါတွေကကာကွယ်ဆေးတွေလိုအပ်တယ်လို့ထိုးတာမျိုးလေးပေါ့နော်စသဖြင့်ဒါလေးတွေကတော့ကျွန်တော်တို့ကလှုပ်တင်လှုပ်ထိုက်တဲ့ဟာလေးတွေပေါ့နော်ဒီကျွန်တော်တို့ဟိုဆောင်ရန်လေးပေါ့နော်ဟိုအဲ့ဒါတွေကဒီမိုးရတီမှာလိုရမယ့်ဟာလေးကိုပြောတာပါနော်ဟုတ်ကဲ့ပြီးတော့ဒေါက်တာခုနပြောတဲ့နေရာမှာပါလဲဆိုတော့ပေါ့နော်ဟိုသိလွတ်တော့ကွေးကြားမယ်ဆိုလို့ရှိရင်ပေါ့နော်သိလွတ်တော့ကွေးပြီးတော့ဒီရာဒီကူတက်မှအခုပြောင်းမှာဘာဖြစ်လဲဆိုတော့သိလွတ်တော့ကွေးလည်းဖြစ်တယ်ပြီးတော့ဒီဖျားနာတာပေါ့နော်ပြောမယ်ဆိုအိမ်မိပြီးဖျားတာအခုဒီ9လပိုင်းပေါ့နော်9လပိုင်းအကုန်ဒီ6လပိုင်းဆိုပို့ဆိုးတယ်နှွေကုံမိုးကူပေါ့နော်နေပူလိုက်မိုးရွာလိုက်နေအိမ်မှာကိုခန်းနေတဲ့သူတွေကဘာဖြစ်လဲဆိုတော့ဖျားနာတာအပူရှက်ပြီးဖျားတာပြီးတော့နောက်ဆက်တွဲဘာဖြစ်လဲဆိုတော့တချို့ကကြတော့လေအဲ့လိုသိလွတ်တော့ကွေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေအတွက်ကောအဲ့လိုအဓိကပေါ့နော်ဟိုအခြေခံလေးပေါ့ဘာလေးတွေသိထားရမလဲဒေါက်တာအဲ့လိုမျိုးတွေမဖြစ်အောင်ပေါ့နော်ကျမရေ give ဆိုင်မှုအနေနဲ့ဘာတွေလုပ်ရမလဲရှင်ဟုတ်ပါဟိုလက္ခဏာလေးတွေကဟို overlap တော့ဖြစ်တာပေါ့နော် overlap ဖြစ်တဲ့ဥမာ day 1လို့ပေါ့ဆိုရင်တော့ဘာကြောင့်ဖြစ်မှန်းလည်းသိချာမသိရဘူးနော်အဲ့လိုမျိုးဟိုတော်တော်များကြတော့ဖေးရမယ်ဖြစ်ဖြစ် infection ဝင်ပြီဆိုတော့ဖျားတာတော့တက်လာတာပဲဖျားတာကအပြင်းဖျားတာလားဟိုပြုတ်လေးဖျားတာလားပေါ့နော်ပြုတ်လေးဆိုတာမှ100လို့ပေါ့နော်ပုံမှန်ဆိုတော့ကျွန်တော်က69လောက်ထိရနည်းနည်းလေးအရန်ကြီးစိတ်မပူသေး69ကျော်လာပြီဆိုတော့ဒါအဖျားနည်းနည်းရှိလာပြီနော်အဖျားရှိလာပြီဆိုရင်တော့ဒါဟိုကို100အောက်လောက်ပါညာဆိုရင်တော့ဒါတော့ကော်မွန်ကိုလို့ပါဆိုရင်ဟိုပေါ့လေးဖျားတတ်တယ်အဲ့လိုမျိုးလေးပေါ့နော်ဟိုဖြည်းဖြည်းချင်းယောဂပိုးလက္ခဏာလေးပြတယ်ဖြည်းဖြည်းချင်းပြီးတော့ပြန်ပြောက်သွားဒါဆို common cold virus တွေပေါ့ဒါမှမဟုတ်ဒီယာတိတိုကွေးတို့ပါလို့ဆိုရင်တော့ယာတိတိုကွေးတို့သွေးလွန်တိုကွေးတို့ဆိုရင်တော့အဖျားကနည်းနည်းလေးပြင်းတယ်ပေါ့သွေးလွန်တိုကွေးဆိုတော့တော်တော်ပြင်းတယ်ဒါမျိုးဆိုရင်တော့100နှစ်တပိုင်းဖြစ်နိုင်ခြေရှိတယ်ဒါမျိုးဆိုရင်ကျွန်တော်တို့ကဟိုတတိတော်ထားမယ်ဟိုအပြင်းနဲ့ဖျားနေတယ်ပေါ့နော်ကိုယ်တိုင်ကလည်းဒါအိမ်မှာဆရာဝန်တွေရှိတဲ့အိမ်မိသားစုမျိုးတွေမဟုတ်ဘူးဆိုရင်အနီးနားမှာလည်းဆရာဝန်တွေကအဲ့လိုမျိုးလေအနီးနားတငယ်ချင်းတွေလည်းအလွယ်တကူမေးလို့မရဘူးဆိုဆရာဝန်နဲ့ပြလိုက်တာကောင်းတယ်အဲ့လိုမျိုးအနေထားပေါ့နော်နောက်တစ်ခုကကြာကျွန်တော်တို့ကသွေးလွန်တိုကွေးဟုတ်တယ်နော်ကျွန်တော်တို့ဆိုတာကိုယ်စလက်ဒါကလေးရှိတဲ့ဟိုပါပေါ့ဟိုစားပေါ့ဟိုဘယ်လိုကောင်းလဲဟိုဆရာဝန်တယောက်ပဲလေနော်ဆိုတော့ဒါကျွန်တော်တို့ဆိုတာကလေးတွေဆိုတာခီးဆိုင်ရတယ်ကလေးတွေမဟုတ်ဘူးအသက်အရွယ်ကြီးလည်းဖြစ်နိုင်တယ်သွေးလွန်တိုကွေးနော်ဆိုတော့ဟိုဥမာဆိုကျွန်တော်တို့ကအဖျားတစ်ခုရှိလာပြီဆိုရင်ကျွန်တော်တို့က source of infection ပေါ့ဟိုဘယ် system မှာ infection ဝင်လာလဲကိုကျွန်တော်တို့ကလိုက်ကြည့်ရတာပေါ့အဲ့မှာဆိုနှာစေးချောင်းဆိုးဖြစ်တယ်ပါညာဆိုတာကတော့ဒီအသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ infection တွေပေါ့ခုနပြောလို့ common cold လို့ယာတိတုပ်ကွေးဒါတွေဖြစ်နိုင်တယ်source of infection တိကျမသိရဘူးပေါ့နော်ဟိုဘာဖြစ်မှန်းလည်းမသိဘူးပေါ့နော်ဟိုအမှဆိုရင်တချို့ social infection တချို့ကြောက်လေဒီဝင်းပြက်ဝင်းရှော့ဖြစ်တာလည်းဖြစ်နိုင်တယ်ဝင်းရှော့နဲ့ဖျားတယ်ဒါသူအဆိုင်ဒီဝင်းပြက်ဝင်းရှော့ဖြစ်လို့သူကဒီအဆိုင်အုံနှမ်းကြောင့်မှ infection ရှိလို့ဒါယောဂပိုးဝင်တာပေါ့ fever ရှိတယ်အဖျားရှိတယ်တချို့က social infection ဘယ်ရောက်မှလည်းမသိဘူးအဖျားလည်းပြင်းနေတယ်2ရက်3ရက်လောက်မကြတော့ဘူးမှညာဆိုတော့ကျွန်တော်တို့ကဟိုတတိတော်ထားတယ်သွေးလွန်တိုကွေးလည်းခီးလို့ဆက်ရအောင်နော်သွေးလွန်တိုကွေးကတော့သူကကလေးရဲ့ general condition ပေါ့သူရဲ့အထွေထွေလက္ခဏာလေးတွေကြည့်ရကလေးကဟိုတော်တော်ကြီးကိုမလန့်ဘူးကွာဟိုဖျားတော့ဖျားတယ်စောင့်နေပြုတ်နေတယ်အဲ့လိုမျိုးလန်းလန်းဆန်းဖြစ်နေဆိုတော့ဒါတမျိုးအရင်ကြီးစိုးရင်စရာမလိုဘူးဒါပေမဲ့အဖျားလည်းအပြင်းဖျားတောင်လဲဟိုကျွန်တော်တို့ paracetamol လေးပဲပေါ့နော်ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲပေါ့ dose လေးတွေကျွန်တော်တိုက်တယ်ဒါတော့မှတိတ်ပြီးတော့ဟိုအဖျားကျတယ်ဆိုရင်တော့ကလေးကတိတ်မလန့်ဘူးကွာအဲ့လိုမျိုးပေါ့နိုးတွေပဲတုံမစိုးတော့ဘူးနှုတ်ဆိုရဆိုတော့မှလည်းအစားတိတ်မစားတော့ဘူးဟိုအဲ့လိုမျိုးတွေဆိုရင်တော့ကျွန်တော်တို့ကဟိုသိလို့ခွေတတိတော့ထားတယ်နော်သိလို့ရှိမရှိကျွန်တော်တို့ကစစ်ဆေးမှုနဲ့ဆက်ရတာပေါ့နော်ကျွန်တော်တို့ head test တွေပေါ့ဆိုဆရာဝန်တွေကျွန်တော်ဆက်တယ်အပေါ်သေးပေါင်းချင်းအပေါ်သေးအောက်သေးအလဲမှာကျွန်တော်တို့ကအနည်းဆုံးပေါ့နော်9မိနစ်လောက်ထင်တယ်ကျွန်တော်နည်းနည်းလေးထားကြည့်လိုက်တယ်အဲ့လိုမျိုးတွေကွက်တွေဆက်တွေပေါ်လာပေါ့နော်ဒါမှမဟုတ်အခုခေတ်ဆိုရင်တော့ဓာတ်ခွက်ကန်းမှာစစ်လိုက်လို့ရပူတိကျတယ်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ဒါမျိုးတွေစစ်တင်တာမျိုးတွေလူလာတာပေါ့နော်နောက်ပြီးတော့ဒီဒါသွေးလွန်တုပ်ခေကသူအစစ်နေပေါ့နော်ဒီအစာပိုင်းကကျွန်တော်တို့နည်းရောတယ်တခြားလက္ခဏာလေးနဲ့ social infection မရှိဘူးဆိုရင်ကျွန်တော်တို့ကဟိုနည်းနည်းတွေးဟာဖြင့်သွေးလွန်တုပ်ခေလာပေါ့သူလို့နော်ဒါပေမဲ့ဟိုကျွန်တော်တို့ကနည်းနည်းပုတ်ပြီးတော့မှဟိုအစစ်နှစ်တွေပါဖြစ်လာပြီဆိုတော့သွေးယိုစိတ်နဲ့လက္ခဏာတွေရှိလာတယ်ဆိုတော့သွေးလွန်တုပ်ခေဖြစ်နိုင်ခြင်းအများများတယ်ဟုတ်ကဲ့တော်တော်ဟုတ်နော်သွေးလွန်တုပ်ခေဆိုသူကဒီဟိုစာပေါ့ platelet problem လေးတွေပေါ့နော်ဒီသွေးဥမားလေးတွေပေါ့သွေးခဲစေတဲ့ဓာတ်လေးသွေးဥမားလေးတွေပေါ့အဲ့ဒီခါလေးနဲ့နှဲသွားတာဒါမျိုးတွေဆိုရင်တော့သွေးယုံဖြစ်ဆုံးဆွတ်ထွက်တဲ့လက္ခဏာလေးပေါ့နှာခေါင်းသွေးရှမ်းတာမျိုးတွေတဖုံနဲ့သွေးယူတာမျိုးတွေ coffee ရောင်အန်တာမျိုးတွေစတဲ့ဖြစ်ပေါ့နော်နောက်ပြီးတော့အရန်ဆိုးတော့ဒါမျိုးခုနပြောတဲ့ဒီ acidic လက္ခဏာတွေပေါ့သွေးယူထွက်တဲ့လက္ခဏာရှိတယ်ဆိုတော့တေချာပိုးကသွေးလုံးသွေးဖြစ်နိုင်ခြင်းများတယ်တခြားဆိုးဆောင် infection လည်းကျွန်တော်မှမသိဘူးဆိုတော့မြန်စိတ်ယုံစိတ်ကတော့မယ်အဲ့လူနာတွေတော်များကြတော့ဟိုတချို့သွေးလွန်တုပ်ခေလူနာတော်များတော့မဟုတ်တချို့သွေးလွန်တုပ်ခေလူနာတွေတယ်မှာအသက်ဆုံးဆုံးကလူနာတော်များများကကြတော့သူကဘယ်လိုလဲဆိုတော့အဲ့ခုနအဆက်နှစ်တုပ်နေရမှာချက်ချင်းစိတ်ယုံစိတ်ကမြန်မသွားတဲ့အချိန်ကျတော့ dengue shock syndrome လို့ပေါ့နော်သွေးယိုဆွင်းထက်တာအရင်များတာညီမဖြစ် shock ဖြစ်သွားတာ
သွေးဆုံးသွေးလန့်ဖြစ်သွားတဲ့ရှင်ကအသက်ဆုံးရှုံးသွားတာမျိုးတွေပေါ့နော်ဒီ dengue virus လို့ခေါ်တာပေါ့ဒီသွေးလွန်တုပ်ကွေးကကျတော့သူကဘယ်လိုလဲဆိုတော့ virus တို့မြည်သည်ပေါ့သူရဲ့ life cycle လေးရှိတယ်နော်သွေးလွန်တုပ်ကွေး virus ဆိုတော့တစ်ပတ်ပေါ့တစ်ပတ်လောက်ပြီးသွားတယ်ဆိုတော့သူပုံမှန်ပြန်ကောင်းသွားဒီကြားထဲမှာကျွန်တော်တို့ကတိတဲ့တာမသိဘူးနောက်လို့သိတဲ့တာမလို့အသက်ဆုံးရှုံးသွားတာတကယ်လို့တိတဲ့ဆိုရင်ကျွန်တော်တို့က management ကလည်းကုသတဲ့ဟာလည်းရန်ချုပ်တယ်မဟုတ်နော်ရေတက်စားတတ်တွေပြန်ဖြည့်ပြင်းတယ်ပလင်းလေးပါချိတ်တယ်ဒါပဲသူရဲ့ life cycle ကာလမှာဒါလေးပဲလုပ်ပြရကျွန်တော်တို့ကနော်အဲ့ချိန်တော်တော်ဂူးဆိုင်ရလားနော်ဒီကဟိုဘယ်လိုခေါင်းအရန်ကြီးကိုအရေးကြီးတဲ့ကာလပေါ့ဒါလေးကျွန်တော်လည်းဟိုတေချာလေး education ပေးချင်တာပါနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါတတဆိုတော့ဒီနေ့ရဲ့ဒါ Morning Bees ပေါ့နော်မနေ့က Dietolin တင်ဆက်မှုအစီအစဉ်ရဲ့ interview စကားဝိုင်းမှာဆိုလို့ရှိရင်เนาะဒေါက်တာဖြိုးဝေထွန်းနဲ့တူတူပေါ့နော်ဂျူလီတို့ကမကြခင်မှာကြားရောက်လာတော့မဲ့မိုးရသည်မှာဂူးဆိုင်ရမဲ့ကျမကြီးပြဿနာတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ဆက်ပေးနေတာပေါ့နော်ဒါကတော့ interview ပထမပိုင်းလေးပါခဏလေးနားကျင်ပါတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းဆရာနဲ့ဒါကျမကြီးဆိုင်ရာပြဿနာတွေနဲ့ပတ်သက်ပြီးတော့ပြောကြလေးရှိသေးတယ်ပေါ့နော်အခုတော့ခဏနာခွင့်ပြုပါရှင့်